ကျွမ်းရောက်တော်မူလာကြကုန်သောနှစ်ဖက်မိပါဆွေမျိုးများနေတကွမိတ်သင်္ကဟအပေါင်းယသိမင်္ဂလာအဖျားဖျားနှင့်ပြည့်စုံကြပါစေလို့မင်္ဂလာနှုတ်ခွန်းဆက်သလိုက်ပါခင်ဗျာဗုဒ္ဓတဘုဇံမဟာတေဇဝန်တော်ဓမ္မတာဘုဇံမဟာပိညဝန်တော်သံဃတာဘုဇံမဟာဘောဂဝန်တော်ယရဏနတ္တဘုဇံမိပါဗျာဖယားတရားတန်လာယရဏမြတ်သုံးပါးတို့အားအစဉ်ဥတီရှင်ခိုးလျက်မင်္ဂလာအခမ်းပွဲအခမ်းအနားအစီအစဉ်စတင်မည်ဖြစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာမင်္ဂလာပေါင်းနှင့်ပြည့်စုံသောနေထူးနေမြတ်ကြီးဖြစ်ပါ၍ယသိမင်္ဂလာအပေါင်းနှင့်ပြည့်စုံလှတဲ့မင်္ဂလာချိန်ကသမယမှာဂုံတရေချီမင်္ဂလာမင်းပရိသတ်၏ရှေးမောက်တို့မင်္ဂလာသူတို့သားမင်္ဂလာသူတို့သမီးဇနီးမောင်နှံဆုံးအားပွဲထုတ်ရန်အချိန်ကြာရောက်ပြီဟုနှစ်ဖက်မိပါမင်္ဂလာအရွှင်ရံများနဲ့တွင်မင်္ဂလာအခါတော်ပေးရန်ဖုံးကလေးပါတို့စုံညီစွာကြွားရောက်ကြပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ခမညာ
အခါ